ပေါ်ယံကြည့်ရင်တော့ဒေါ်ဖင်လေးတွေကညံကောင်းပြီးချစ်ဖို့ကောင်းတယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့တွေကသမုဒ္ဒရာထဲမှာနာမည်ကြီးနေတဲ့မူးယစ်ဆေးတုံးဆွဲသူတွေဖြစ်နေကြတာပါကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း puffer fish လို့ခေါ်တဲ့ငါးပူရင်းတွေဟာသမုဒ္ဒရာထဲမှာအစိတ်အပြင်းဆုံးငါးတွေကတစ်မျိုးပဲဖြစ်ပါတယ်သူတို့စီကထွက်တဲ့ neurotoxin လို့ခေါ်တဲ့အာယုံကြောအစိတ်အနှဲငယ်လေးနဲ့တင်လူတစ်ယောက်ကိုအလွယ်တကူသိစေနိုင်ပါတယ်ဒါပေမဲ့ဒီ dolphin လေးတွေကတော့ puffer fish ရဲ့အစိတ်ထဲမှာပျော်စရာတွေကိုရှာတွေ့သွားခဲ့ကြတာပါဒီ dolphin လေးတွေအသက်နှစ်ပြည့်တဲ့အခါသူတို့အမေရဲ့အုပ်စုတွေကနေခွဲထွက်ပြီးသမုဒ္ဒရာထဲမှာစိတ်လှုပ်ရှားစရာတွေကိုလိုက်ရှာတတ်ကြပါတယ်အစပိုင်းမှာတော့သူတို့အကြိုက်ဆုံးအပန်းထေလှုပ်ရှားမှုကရေလိုင်းစည်းကဖြစ်ပေမဲ့မတော်တဆရောက်လာတဲ့ puffer fish တကောင်ကြောင့်သူတို့ရဲ့ပြင်းစရာကောင်းတဲ့ဘဝကြီးကအဆင့်တစ်ခုကိုရောက်သွားခဲ့ရပါတယ်အတိုက်ခိုက်ခံရတဲ့အခါ puffer fish တွေကသူတို့ရဲ့ဘိုက်ထဲကိုရေဒါမှမဟုတ်လေတွေကိုအမြန်ဆုံးစုပ်ယူလိုက်ကြပါတယ်ဒါကသူတို့ကိုလုံးဝပြီးဖောင်းကားနေတဲ့ဘောလုံးလေးတွေအဖြစ်ပြောင်းလဲသွားစေတာပါအဲ့ဒီအချိန်မှာတော့ဒီ puffer fish လေးဟာ dolphin တွေကြားထဲမှာတယောက်တလဲပလစ်ကစားရတဲ့ကမ်းခြေဆုံးဘောလုံးလေးတစ်လုံးလိုဖြစ်သွားပါတော့လေအစပိုင်းမှာတော့သူတို့က puffer fish ကိုကစားစရာဘောလုံးတစ်ခုလိုပဲသုံးခဲ့ကြတာပါဒါပေမဲ့ဒီလိုကစားရင်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုရှာတွေ့သွားခဲ့ကြပါတယ်သူတို့ရဲ့အားရင်တွေညော့မသွားတဲ့အပြင်ပိုပြီးတော့တောင်စိတ်လှုပ်ရှားတက်ကြွလာခဲ့ကြတာပါဒါကြောင့်သူတို့က neurotoxin တွေထွက်လာအောင် puffer fish လေးကိုအတအယဝါကြည့်ကြပါတယ်အစိတ်ပမာဏအနည်းငယ်လောက်ပဲခန္ဓာကိုယ်လေးရောက်သွားတဲ့အခါသူတို့ကိုအန်ဒီယေမပေးတဲ့အပြင်ပိုပြီးတော့တောင်မူးယစ်ရည်ဝေတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တယ်ဆိုတာကိုသူတို့သိသွားခဲ့ကြတာပါအဲ့ဒီအစိတ်ကိုရှူရှိုက်ပြီးတဲ့နောက်သူတို့ရဲ့မျက်လုံးတွေကိုကြည့်လိုက်ရုံနဲ့တင်သူတို့တွေတော်တော်လေးကိုမူးပြီးလွင့်နေပြီဆိုတာသိနိုင်ပါတယ်ဒါပေမဲ့ဒီ puffer fish အစိတ်ကိုရှူရှိုက်တာနဲ့ပတ်သက်ပြီး dolphin လေးတွေကဆွဲလန်းနေပြီလို့ထင်ရပါတယ်။ထမင်းစားပြီးတိုင်း puffer fish လေးကိုတယောက်တလက်လက်ဆင့်ကန်ကစားတာကဒီ dolphin တွေရဲ့အထူးအပန်းဖြေလှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒါကပျော်ယုံတီးတန့်ပါပဲ။သူတို့က puffer fish လေးကိုတက်ပြက်လိုက်တာမျိုးတော့မဟုတ်ပါဘူး။သူတို့အားလုံးမူပြီးလစ်နေကြတဲ့အချိန်မှာတော့ဒီ puffer fish လေးကသူတို့တတိလက်လွတ်ဖြစ်နေတာကိုအခွင့်ကောင်းယူပြီးဒီဆဲကြော်တဲ့လူ